နတ်ပြည်ကနတ်သား2 ယောက်တဲ့နတ်သက်ချွေကန်နီးတော့ဘယ်ဘဝရောက်မလဲလို့ကြည့်ကြတော့တကောင်ကကြီးကန်းကြီးဖြစ်မှာကြီးနှိမ့်တကောင်ကမစင်တွင်းနဲ့သွားပြီးတော့လောက်ဖြစ်မှာလောက်ဖြစ်မဲ့ကောင်ကကြည့်ပြီးမင်းငါသွားမဲ့နေရာကြီးရုံစရာကြီးအဲ့ဒါနဲ့ကြီးဖြစ်မဲ့ကောင်ကူညီတောင်းတယ်ဟဲ့ကောင်ငါကူညီအောင်ကွာငါများဟိုမဲ့ငါသွားမဲ့နေရာကြီးကြီးရုံစရာကြီးအေးအဲ့တော့ငါဘလို့ကူညီရဟာမင်းအကြီးဆိုတော့တော်သေးတာပေါ့ကွာငါမတွေ့အောင်ရှာပြီးမြန်စိတ်တက်လိုက်ငါအဲ့ဒီဘွားကြာမနေချင်ဘူးကောင်းပါပြီဆိုပြီးတော့ကြီးကဂရီပေးသေသွားကြတော့နတ်သက်ချွေသေတော့တကယ်ပဲတကောင်ကကြီးဖြစ်တကောင်ကအဲ့မှာမစင်တွင်းနဲ့သွားပြီးလောက်ဖြစ်ကြီးဖြစ်တဲ့ကောင်ကပြိတဲ့တငယ်ချင်းဂရီပေးတာတော့လိုက်ရှာတာတော်တော်နဲ့မတွေ့ဘူးတွေ့လဲတွေ့ရောတစ်ပင်ဘဝနဲ့လန့်ပြီးတော့អော်တယ်ပေါ့အာလူတွေကတော့မသိဘူးသူတို့ချင်းချင်းကနားလဲတယ်လေတွေ့ပြီမင်းရှာတာတော်တော်ကြာပြီခုမှပဲတွေ့တတ်တော်မင်းတော့လှမ်းပြောတာပေါ့အဲ့တော့မစင်တွင်းတဲ့ကောင်ကမတတ်ပါနဲ့တဲ့ဘာဖြစ်လို့တော့ပျော်နေပြီတဲ့ဒီတဲ့လေဟုတ်လားကဲမစင်တွင်းတဲ့ကိုပျော်လို့ဟေးမင်းရလဲကွာရုံစရာကြီးအဲ့ထဲသွားပျော်နေစီမင်းဘေးရဟာတွေကြည်တယ်ရုံစရာတွေကြည်ပဲဘယ်ဟာတွေတော့ဟာဘေးဟာကြည်ပေါ်ကွာမင်းကောင်းနေဦးဒီပါကြည်ကနေကြည့်နေစမ်းပါဆိုတာလေစားရဲတော့မပါဘူးပေါ့မှန်ပြောရတာရုံစရာကြီးနေမှာပဲဟုတ်လားအာမင်းအဲ့ဒါသူ့ရဲ့ချစ်သူတဲ့အဲ့ဒါခေါင်းပန်းပန်ထားတာပဲရုံစရာမှာတော့ဟုတ်လားကျဉ်တ်နေတာဟေးမင်းအဲ့ဒါကြီးမခွဲနိုင်လို့မတတ်နဲ့လို့ပြောတာလားဟုတ်တယ်ကွာဒါဆိုမင်းချစ်သူရောမင်းရောငါတစ်တော်တဲ့နေရာလေးပို့ပေးမယ်တဲ့လိုက်ခဲ့မလိုက်ချင်ဘူးတဲ့မင်းပို့တဲ့နေရာစားဝတ်နေရေးပူရမှာဒီနားလေးကောင်းနေတယ်ဟုတ်လားပြောချင်တာဘာလို့မင်းကိုရထားတဲ့ဘဝပျော်သားကြည့်ပဲသိချင်တဲ့တတ်တော်ရှိလားမရှိဘူးတဲ့အဲ့ဒါကြောင့်ခင်ဗျပုံလေးမပြောပါနဲ့တဲ့ကျုပ်နေခဲ့တဲ့ဘဝမှာသိခဲ့ရတဲ့ဘဝတွေမှာပျော်နဲ့သိခဲ့ရတာမရှိဘူးလို့ဒါလေးပြောတာ